ဒီခရားเจ้าကတော့တကယ်ကိုမယုံနိုင်စရာကောင်းလာပါတယ်ဖះเจ้าနဲ့ကိုခြေတလန်းဆက်လန်းလိုက်တာနဲ့တင်ကပ္ပဆွဲအားတစ်ခုခုဖြစ်သွားတယ်လို့မျိုးတင့်ခန္ဓာကိုယ်ကတစ်ဖက်ကိုစောင်းသွားပါလိမ့်မယ်တင်ကတဲ့လျှောက်ဖို့စူးစမ်းလေပို့ပြီးစောင်းသွားလေပါပဲကျမ်းပြင်ပေါ်မှာရှော့တိုက်သွားတော့မလိုမျိုးတောင်ခံစားရစေမှာပါဒါဟာတဘာဝတရားရဲ့ဖန်တီးမှုတစ်ခုပဲဖြစ်ပါတယ်2012ခုနှစ်တုန်းကဒီဒေတာမှာအင်မတန်ကြီးမားတဲ့မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်တောင်ကုန်းတစ်ခုလုံးကတဖြည်းဖြည်းချင်းအောက်ကိုရှော့ကျလာတဲ့အခါမှာဖះเจ้าရဲ့အခြေခံအုတ်မြစ်ကိုပါဆွဲခေါ်သွားခဲ့တာပါအကျိုးဆက်အနေနဲ့နှစ်ပေါင်း100တက်တန်းရှိပြီဖြစ်တဲ့ဒီခရားเจ้าဟာမူလနေရာကနေရွေ့သွားပြီး10ဒီဂရီထက်မကစောင်းသွားခဲ့ပါတယ်ဘေးပတ်ပတ်လည်ကအဆောက်အဦတွေအားလုံးပြိုကျပျက်စီးဒါမှမဟုတ်စွန့်ပစ်ခြင်းခံခဲ့ရပေမဲ့ဒီခရားเจ้าကတော့ထူးထူးခြားခြားရှင်သန်ကြံရစ်ခဲ့ပါတယ်ဒါပေမဲ့အထူးဆန်းဆုံးပိုင်းကတော့အမြင်အာရုံလှည့်စားမှုပါပဲခရားเจ้าထဲမှာကျမ်းပြင်တွေနဲ့နေရန်တွေအားလုံးကစောင်းနေပါတယ်ဒါပေမဲ့တင်းရဲ့မျက်စိကဒီအဆောက်အဦကိုပုံမှန်တိုင်းပဲလို့အလိုလျောက်သတ်မှတ်လိုက်တဲ့အတွက်တင်းဦးနောက်ကအဲ့ဒီစောင်းနေတဲ့အနေအထားကိုပဲမတ်မတ်ရှိနေရလို့ထင်သွားတာပါတင်လန်းလျှောက်တဲ့အခါတင့်ခန္ဓာကိုယ်ကဟန်ချက်ညီအောင်ပို့ပြီးစောင်းပေးနေရပါတယ်ခြေလန်းနှဲငယ်လျှောက်ပြီးတာနဲ့လိုင်းထက်နေရဲ့လေပေါ်မှာရက်နေရတယ်လို့မျိုးမူဝေရဲ့တန်ကိုစတင်ခံစားရမှာပါပြင်ကိုပြန်ထွက်လိုက်တဲ့စက္ကန့်ပိုင်းမှာပဲတင့်ခန္ဓာကိုယ်ကပြန်ပြီးမသွားပါလိမ့်မယ်ဟန်ချက်ကိုပြန်လဲထိမ့်သိမ့်လိုက်ရတဲ့အဲ့ဒီခံစားချက်ကတကယ်ကိုကျင်းနေစရာကောင်းလာပါတယ်တဘာဝတရားရဲ့စွမ်းအားဟာကျွန်တော်တို့စိတ်ကူးထားတာထက်အများကြီးပိုမိုကြီးမားတာကိုဒီဖြစ်ရက်ကတက်တည်ပြနေပါတယ်